တငယ်ချင်းအသစ်တယောက်နဲ့စကားပြောနေရင်ဝါသနာတွေအကြိုက်တွေလုံးဝထပ်တူကြနေတာကိုတတိထားမိတဲ့အခိုက်အတန့်မျိုးရှိဖူးကြလားဒီလိုမျိုးဟန်နီတို့အကြိုက်တွေအလေးထားတွေအများကြီးတူတယ်လို့ပြောချင်တဲ့အခါမှာ I have a lot in common with ဆိုတဲ့ပတ်တန်ကိုသုံးလို့ရတယ် We like the same thing လို့ရိုးရိုးကြီးပြောတာထက်အများကြီး natural ဆန်နဲ့သဘာဝကျတယ်မိမိနဲ့အကြိုက်တူတဲ့သူကိုအနောက်မှာကတ်ထည့်လိုက်ရုံပဲဥပမာI have a lot in common with my sister. ငါနဲ့ငါအမကအကြိုက်ချင်းဝါသနာချင်းတော်တော်တူကြတယ် I have a lot in common with my best friend. ငါနဲ့ငါတငယ်ချင်းကစိတ်နေသဘောထားချင်းတော်တော်လေးစင်တူပါတယ်လူတစ်ယောက်နဲ့အကြိုက်ချင်းတူညီချောင်းကိုဖော်ပြတဲ့အခါမှာဒီပတ်တန်ကိုသုံးလို့ရတယ်ကဲဒါဆိုရင်ဟန်နီနဲ့ဟန်နီအမေကအကြိုက်ချင်းတော်တော်တူကြတယ်ဆိုတာကိုဒီပတ်တန်သုံးပြီးတော့ comment မှာ English လို့ရေးခဲ့ပေးပါဒီလိုအသုံးဝင်တဲ့ပတ်တန်တွေကိုသိချင်ရင်တော့ follow လုပ်ခဲ့ပါမေ့ပါနဲ့ See you in the next video